လောက်ပဲကြိုးစားကျွန်တော်၄ပွဲစတိုက်ဘာစုမှမရခဲ့ပါဘူးပေါ့နော်၄ပွဲစတိုက်ပါ shit here you go again ဟုတ်ကဲ့ဒီနေ့မှာတော့ကျွန်တော်သိန်း100ကျော်တန်ပေါ့နော်ဇွဲစုအဖြစ်ရှင်းပြခဲ့တဲ့ဒီတက်ပုံစုလေးကြောင်းပြပြပေးချင်ပါတယ်ဒါဒီတက်ပုံလေးကြောင်းကိုကျွန်တော်မကြပြောတာဆိုတော့အားလုံးလည်းသိကြလိမ့်မယ်လို့ထင်တယ်ပေါ့နော်ဒါ2021ခုနှစ်တုန်းကကျွန်တော် Xiaomi ရလုပ်တဲ့ဓာတ်ပုံပြိုင်ပွဲမှာအမြင့်ဆုံးစုဖြစ်တဲ့ Grand Prize Winner စုယူရခဲ့တာ American Dollar 9000လောက်ရခဲ့တယ်ပေါ့နော်အဲ့တော့ဆိုရင်တော့ပေါက်စိမ်းနေဆိုတော့300ကျော်ရခဲ့ပါတယ်ပေါ့နော်အရန်နဲ့ကျွန်တော်ဘဝကိုလည်းအထောက်အကူဖြစ်စေခဲ့တယ်ကျွန်တော်ခွန်အားတစ်ခုဖြစ်စေခဲ့တဲ့ဓာတ်ပုံစုလေးလို့ပြောလို့ရတယ်ပေါ့နော်ဒီဓာတ်ပုံစုမရခင်တော့ကျွန်တော်ဘဝမှာဒေါ်လာ1000လို့ဒေါ်လာ2000စသဖြင့်အဲ့လိုစုပြီးတော့စပြီးတော့မှရနေပြီကင်မရာတွေလမ်းစေစုတွေလည်းရနေပြီဒါပေမဲ့ဒီလိုဒေါ်လာ9000အမြင့်ဆုံးစုပြီးတော့ကျွန်တော်မရဘူးသေးဘူးပေါ့နော်အဲ့အချိန်တုန်းကလည်းဒေါ်လာ9000စုဆိုတာတော်တော်မြင့်တယ်အမြင့်ဆုံးစုတွေကတစ်စုလို့ပြောလို့ရတိတ်ပြီးတော့လည်းဒီထက်မြင့်တဲ့စုကြီးပြန်ပွဲလည်းတိတ်မရှိဘူးပေါ့နော်အဲ့အချိန်မှာမြန်မာနိုင်ငံကကျွန်တော်ရဲ့အချိန်မှာ2ယောက်လောက်ကဒီ Xiaomi ဓာတ်ပုံပြန်ပွဲမှာဒီဒေါ်လာ9000တန် Grand Prize Winner စုယူရပြီးသွားပြီပေါ့နော်ကျွန်တော်ကဓာတ်ပုံပညာကိုဒါ mobile photography ကိုဒါXiaomi ဖုန်းတစ်လုံးနဲ့စခဲ့တာအားလုံးလည်းသိကြလိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အချိန်မှာ Xiaomi ဖုန်းကအများနဲ့ရှိတယ်အဲ့တော့ Xiaomi ကဒီလိုပြိုင်ပွဲတွေဇက်တိုက်ခေါ်တဲ့အခါမှာဆိုရင်တော့ဟာအပိုင်ပဲဆိုပြီးတော့မှကျွန်တော်အရန်စူးစမ်းခဲ့တယ်တအားလည်းစူးစမ်းခဲ့ဘယ်တော့ပဲစူးစမ်းကျွန်တော်၄ပွဲဇက်တိုက်ဘာစုမှမရခဲ့ပါဘူးပေါ့နော်၄ပွဲဇက်တိုက်ပါ၄ပွဲဇက်တိုက်ဘာစုမှမရခဲ့ပါဘူးအဲ့အချိန်မှာကျွန်တော်ဒါစိတ်တက်ကြတဲ့လူစိတ်တက်နည်းနည်းပျော့တဲ့လူဆိုရင်ကျွန်တော် quit လုပ်သွားလိုက်ပြီဒီ photography ကိုပြိုင်လဲရတော့မှာမဟုတ်ဘူးဆိုပြီးတော့ကျွန်တော်နောက်ဆုံးရင်ဆုတ်သွားလိုက်မယ်ထင်တယ်ပေါ့နော်အဲ့လိုမျိုးနောက်ဆုတ်သွားတဲ့လူတွေလည်းအများကြီးတွေ့ခဲ့ဘူးလို့ပေါ့နော်ဒါပေမဲ့ကျွန်တော်ကစိတ်လက်မလျှော့ခဲ့ဘူးပေါ့လက်မလျှော့ခဲ့ဘဲနဲ့ကျွန်တော်ပိုကောင်းအောင်ကြိုးစားရင်းနဲ့9ပွဲမြောက်မှာမှဒီအမြင့်ဆုံးဖြစ်တဲ့ဒီ Grand Prize Winner စုကြီးကိုမှရခဲ့တယ်6ပွဲမြောက်မှာလည်းကျွန်တော် outstanding prize တွေနောက်ထပ်2စုတောင်ထပ်ရသေးတယ်ပေါ့နော်အဲ့လိုမျိုးစုတွေဇက်တိုက်အဲ့မှာဆက်ရခဲ့ရတယ်ဆိုတော့ပြပေးချင်တာပေါ့နော်အဲ့တော့ဒီစုလေးကဒါကျွန်တော်၄ပွဲဇက်တိုက်ကျွန်တော်စိတ်သက်တွေကြားတယ်ရှုံးနေမှုတွေများစွာဖြစ်တဲ့အခါမှာတော့မှဒါလက်မလျှော့ဘဲနဲ့ဇွဲချိကြိုးစားခဲ့တဲ့အတွက်ကြောင့်မလို့ဒီတက်ပုံလေးကဒါကျွန်တော်ကိုဇွဲစုပေးခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ကကျွန်တော်လိုအပ်တဲ့အကီယာတွေလည်းဝယ်နိုင်ခဲ့တယ်အထူးသဖြင့်ကျွန်တော်ရဲ့ MacBook ပေါ့နော် MacBook ကိုကျွန်တော်ဝယ်ခဲ့တယ်မျက်စိမိတ်ပြီးဝယ်ရတာပေါ့နော်အဲ့တော့စုကြီးနေဆိုရင်တော့ကောင်းတော့လောက်တယ်ဒါပေမဲ့ဝယ်ဖို့အတွက်ကို internet ဖြစ်နေတာဒါပေမဲ့မျက်စိမိတ်ပြီးတော့ကျွန်တော်ဝယ်လိုက်တယ်ပစ္စည်းကောင်းတစ်ခုကိုကောင်းဝယ်လိုက်တဲ့အတွက်ကြောင့်ကျွန်တော်5-6နှစ်လောက်ကတော့ကျွန်တော်စိတ်ချမ်းသာနဲ့ကျွန်တော်အသုံးပြုခဲ့ရတယ်အခုချိန်ဒီလည်းအသုံးပြုလို့ရတယ်ဒါပေမဲ့ကျွန်တော် MacBook ကနည်းနည်းလေးတော့သုံးရတာနည်းနည်းလေးဖြစ်လာတဲ့ခါကျတော့ကြာလာတဲ့ခါကျတော့ကျွန်တော်နောက်ထပ်အသစ်လဲခြင်းတဲ့စိတ်ဖြစ်လာတယ်ပေါ့နော်အခုဆိုရင်တော့ကျွန်တော်ဝယ်တော့ M1 ပေါ့နော်အခုဆိုရင်တော့ M5 M4 လောက်တော့ကျွန်တော်ရှိမ့်ဖို့လိုအပ်နေပြီပေါ့နော်တော့နောက်စုတစ်ခုထည့်ရဖို့အတွက်လိုအပ်နေပြီပေါ့နော်အဲ့တော့ပြောချင်တာကကျွန်တော်ရိုက်ခဲ့တဲ့ဖုန်းလေးဆိုရင်အဲ့တော့မှဆိုရင်5သိန်းတန် Redmi K30 Pro ဆိုတဲ့ဖုန်းလေးပဲဖြစ်တယ်ပေါ့နော်ဒီစုကဒါ300နဲ့ရှိတန်တဲ့စုတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ခါကျရင်ကိုယ့်လက်ထဲကဖုန်းလေးတွေလည်းအထင်မသေးသင့်ဘူးပေါ့နော်နောက်ပြီးတော့မှကျွန်တော်ဒီတက်ပုံစုလေးနဲ့ပတ်သက်ပြီးတော့မှရလိုက်တဲ့အကောင်းဆုံးသင်ခန်းစာပါလဲဆိုတော့ဇွဲမလျှော့ဘူးနဲ့လက်မလျှော့ဘူးပေါ့နော်ကျွန်တော်တို့ယုံကြည်နေတဲ့အရာတစ်ခုကျွန်တော်တို့ဖြစ်ကိုဖြစ်ရမယ်လို့စိတ်ထဲမှာယုံကြည်နေတဲ့အရာတွေဆိုရင်ဘလောက်ပဲရှုံးနေမှုတွေနဲ့ကြုံကျွန်တော်တို့ကဇက်တိုက်ဇွဲမလျှော့ဘဲနဲ့ကြိုးစားသွားဖို့လိုတယ်ပေါ့နော်ဘယ်တော့မှမထွက်သွားနဲ့ပေါ့နော်ဒီလောကတွေကနေပဲဘာလို့ချိုးကြောက်ဘွဲနဲ့ဘွဲလောက်မရလိုက်နိုင်ငါနဲ့မဖြစ်နိုင်ပါဘူးကွာငါကကံမကောင်းပါဘူးကွာငါပါရမီမပါဘူးဆိုပြီးတော့မှထွက်သွားတတ်ကြတဲ့လူတွေအများကြီးတွေ့ဘူးလေပေါ့နော်ကျွန်တော်ကတော့အဲ့လိုမျိုးထွက်တဲ့ထဲမှာမပါခဲ့ဘူးဆက်ကြိုးစားရတဲ့ကြောင့်မလို့လဲဇွဲစုရခဲ့တယ်ပို့ပြီးတော့မှလည်းဒါထပ်ပြီးတော့မှလုတ်ဖြစ်ခဲ့တခြားစုတွေလည်းဒါအများကြီးရခဲ့တယ်ပေါ့နော်နောက်တစ်ခုတော့ကျွန်တော်တို့အရှုံးတွေကိုလက်ခံတတ်ဖို့ပေါ့နော်ကျွန်တော်တို့ဓာတ်ပုံပြိုင်ပွဲတွေပြိုင်တဲ့လူတွေဆိုတာစုရတဲ့စုတွေဒါကြောအားနေရတာပေါ့နော်အကယ်၍မရတဲ့ပြိုင်ပွဲတွေကအများကြီးရှိတယ်ပေါ့နော်ကျွန်တော်ဆိုမရတဲ့ပြိုင်ပွဲတွေပွဲ100လောက်ပြိုင်မှာ10ပွဲလောက်ရချင်မှရတာပေါ့နော်အဲ့တော့ရတဲ့ပွဲတွေလောက်ပဲလူသိတယ်မရတဲ့ပွဲတွေကတော့ကျွန်တော်အရန်များလုံးတော့မပြောနိုင်တော့ဘူးပေါ့နော်အဲ့တော့ကျွန်တော်ဆိုဒါအရှုံးတွေတော်တော်လက်ခံတတ်သွားပြီပေါ့နော်အဲကြောင့်တစ်ခါကြလို့ချင်းပြိုင်ပွဲတွေမှာစုမရတဲ့ခါမျိုးတွေပေါ့နော်တခြားလူတွေရသွားတဲ့ခါမျိုးတွေပေါ့ဆိုကျွန်တော်အရင်လောက် feeling တိတ်မဖြစ်တော့ဘာလို့ဆိုတော့ပြိုင်ပွဲရဲ့သဘောတရားကိုမရတခြားလူရမှာပဲဒါအရင်ရိုးရှင်းတဲ့အရာတစ်ခုပဲပေါ့နော်အဲ့တော့ကိုရကျင်တယ်ဆိုရင်နောက်နှစ်တွေမှာထပ်ကြိုးစားသွားဖို့လည်းလိုတယ်ပေါ့နော်အဲ့လိုအရှုံးတွေကိုလက်ခံတတ်ဖို့လည်းလိုတယ်ဆွဲရှိနဲ့ကြိုးစားဖို့လည်းလိုတယ်ပေါ့နော်အဲ့လိုမျိုးတာကြိုးစားမယ်ဆိုရင်ကိုယ့်လက်ထဲက5သိန်းတန်ဖုန်းလေးနဲ့လည်းဒီလို300နဲ့ရှိတဲ့စုတွေကိုရရှိနိုင်တယ်ဆိုတာအားလုံးပြပြပေးချင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာနောက်ထပ်စုတွေနဲ့ထပ်ပြီးတော့မှဆောင်ကြပါမယ်